ဖြုံးခြင်းနဲ့အချိန်သုံးခြင်းအချိန်ကိုအသုံးပြုတာလားသို့မဟုတ်အချိန်ကိုဖြုံးတာလားလို့ရှင်းသူကြီးတွေကအချိန်ကဗတ္တမတန်ဖိုးကြီးမားတယ်လို့ဆိုပြီးတော့အချိန်သည်ရွှေအချိန်သည်ငွေလို့ဆိုကြတာကိုကြားဘူးတယ်ပေါ့အချိန်ကာလဟာဗတ္တမတန်ဖိုးရှိတယ်လူတိုင်းမှာအချိန်ဆိုတာရှိနေတယ်မရှိဘူးလို့ပြောတာတော့အချိန်ကိုမျက်ွယ်ပြုတာပဲဖြစ်တယ်အချိန်တွေကရှိတယ်သို့တော့အဲ့ဒီအချိန်တွေကိုဘယ်လိုအသုံးချသလဲဆိုတာကအရေးကြီးဆုံးပဲပေါ့ဒါကြောင့်အချိန်ကိုသုံးတာလားအချိန်ကိုဖြုံးတာလားလို့ကိုယ့်ကိုစဉ်းစားကြည့်တဲ့အခါမှာတန်ဖိုးရှိတဲ့အချိန်ကတန်ဖိုးရှိတယ်ဆိုပေမဲ့တော့အဲ့ဒီအချိန်အတွင်းမှာလောက်ကင်ရရှိလိုက်တဲ့အရာကသာတန်ဖိုးလို့ပြောရမှာဖြစ်တယ်အချိန်ဆိုတာကန့်သတ်ထားတဲ့နေထားတစ်ခုသာတယ်လူတွေသတ်မှတ်ထားတဲ့ကာလတစ်ခုသာလည်းဖြစ်တယ်အဲ့ဒီကာလတစ်ခုဆိုတာအမြဲတမ်းရွှေရှားနေတာဖြစ်တယ်မြင့်ရည်များသည်ဖြတ်ကနေပြီးတော့စီးဆင်းလာပြီးတော့ရွှေရှားနေတယ်လို့ပဲအချိန်ဆိုတာလည်းပဲရွှေရှားနေတဲ့အရာဖြစ်တယ်အချိန်နဲ့တပြေးညီလုံနိုင်တဲ့ဆောင်ရနိုင်တဲ့ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်အတွင်းမှာကြီးမားတဲ့ရလဒ်တွေတစ်ခုရရှိလိုက်ဒါအချိန်ကိုသုံးတယ်လို့ပြောကြတာအဲ့လိုမဟုတ်ဘဲနဲ့ဘာတစ်ခုမှမရလိုက်ပဲနဲ့အချိန်တစ်ခုဟာကုန်ဆုံးသွားတယ်အသုံးပြုရင်လည်းအချိန်ဆိုတာကုန်ဆုံးမှာပဲဒီတိုင်းနေရင်လည်းအချိန်ဆိုတာကုန်ဆုံးသွားတာပဲဘယ်လိုပဲဖြစ်ဖြစ်အချိန်ကာလတစ်ခုဟာလုံမြောက်သွားတာဒီပဲဖြစ်တယ်အဲ့ဒီမှာအကျိုးရှိမရှိဒီနှစ်ခုနဲ့ချိန်လိုက်တဲ့အခါဆိုတော့လူတွေသတ်မှတ်ထားတယ်နေထွက်နေဝင်နေထွက်တဲ့အချိန်ကနေစပြီးတော့နေဝင်တဲ့အချိန်တစ်ခုတနေ့တာကာလအဖြစ်သတ်မှတ်ထားနေဝင်သွားပြီးတဲ့နောက်တည့်နေထွက်မဲ့အချိန်ထိအောင်ရအဖြစ်သတ်မှတ်ထားတယ်နေနဲ့ညရွှေရှားပြောင်းလဲနေတဲ့အရာတစ်ခုပေါ့နေ့အခါမှာနေအောင်ထွက်ပေါ်လာပြီးတဲ့နောက်တရွေ့ရွေ့ပြောင်းလဲပြီးတော့သွားတော့နေဝင်သွားသည့်ထိအောင်အချိန်ဟာရွေ့ရှားသွားတယ်အဲ့ဒီအချိန်ပိုင်းမှာကိုယ်ဘာရလိုက်တယ်လဲဘာလုပ်လိုက်တယ်လဲအကျိုးရှိတဲ့အရာလားအကျိုးမရှိတဲ့အရာလားလို့အဲ့ဒါကိုအမြဲတမ်းစဉ်းစားပြီးတော့အကျိုးရှိတဲ့အရာကိုရလိုက်ပြီဆိုရင်အချိန်ကိုအသုံးချတယ်လို့ပြောမှာဖြစ်တယ်။ဘာတမို့မှမရလိုက်ပဲနဲ့တနေ့တာကုန်ဆုံးသွားရင်ဒါအချိန်ဖြုံးခြင်းလို့ပြောတာဖြစ်တယ်။ဘယ်လိုပဲနေလူကအချိန်ကာလဆိုတာကုန်ဆုံးသွားတာလည်းဖြစ်တယ်ပေါ့။ဒါကြောင့်မို့မြတ်စွာဘုရားကဟောတဲ့ထက်ပဲကာလောကတတိဘုဒ္ဓနေကာလဆိုတာအချိန်ခါဟာတတဝါတွေကိုစားပြစ်နေတယ်လို့ပြောတယ်။တန်ကြီးစားတဲ့တန်ဟာတဖြည်းဖြည်းပါပြီးနောက်ဆုံးမှပျက်စီးသွားတဲ့သဘော။တန်ဟာတန်ကြီးတက်လာရင်အဲ့ဒီတန်ကြီးကတန်ကိုပြန်စားတာဖြစ်တော့ကြောင့်တန်ဟာပျက်စီးသွားတယ်။ထို့တူပဲတတဝါတွေဟာအချိန်ကာလအတွင်းမှာဖြစ်ပေါ်နေကြတဲ့တတဝါတွေကိုအချိန်ကာလကစားပြစ်နေတယ်လို့ဝါမျိုးနေတယ်လို့ပြောဆိုတယ်။ဘာကြောင့်လဲဆိုရင်အချိန်ကာလတစ်ခုအတွင်းမှာတတ္တဝါတွေရဲ့ပြောင်းလဲမှုတွေကများစွာဖြစ်တယ်။လူတွေဆိုလို့ရှိရင်လည်းလူပြောရတာအုံမင်းရင်းရောသွားကြတယ်။အင်အားတွေဆွေးရုပ်သွားကြတယ်။အဲ့လိုရရှင်းရောသွားရတာဒီနောက်ဆုံးခန္ဓာကိုယ်ကြီးပြိုလဲပြီးတော့နောက်ဆုံးအချိန်ကိုရောက်ရှိသွားတာမျိုးဖြစ်တယ်။တရဝရီရဲ့အသက်ဟာအချိန်နဲ့သတ်မှတ်ပြီးတော့ထားတာဖြစ်တော့ကြောင့်နေ့စဉ်တစ်တိုင်းပြောကြပြီဘယ်နှစ်သားလဲဘယ်နှစ်လသားလဲနှစ်လသားကနေနှစ်လသားပြောင်းလဲလာအချိန်ကစားသွားတာတစ်နှစ်သား10နှစ်သားအနှစ်20အဲ့ဒီနေ့50 60 90 80ဆိုပြီး
အချိန်နဲ့အမျှလူတွေရဲ့ခန္ဓာကိုယ်ဟာပြောင်းလဲပြီးတော့တိုးတက်လာတာမဟုတ်ဘဲနဲ့ဆုတ်ယုတ်သွားတာသာဖြစ်တယ်။ဒါကြောင့်မို့ဥရေဆိုတဲ့စကားလုံးကိုပါဠိလိုကစရာလို့ခေါ်တယ်။စရာကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာစရာဝယောဟနေမိအရွယ်တွေဆုတ်ယုတ်သွားတာကိုလို့ဆိုတယ်။နုပြိုတဲ့အရွယ်ကနေပြီးတော့ရှင်းလာတဲ့အရွယ်ရှင်းလာတဲ့အရွယ်ကအိုမင်းသွားတဲ့အရွယ်အိုမင်းသွားတဲ့အရွယ်နေပြီးအာရင်ကုန်ခန်းပြီးအဲ့ရထဲမှာပုံပုံလဲသွားတဲ့အရွယ်အဲ့လိုအရွယ်တွေဟာတစ်ခုပြီးတစ်ခုပြောင်းလဲပြီးတော့ပြိုလဲကျဆင်းပြီးတော့သွားတာအချိန်တွေကတရဝါတွေကိုစားပြစ်နေတယ်ဆိုကာလောကတတိဗုဒ္ဓနိကာလောအချိန်ကာလဆိုတာဟာဗုဒ္ဓနိတရဝါတွေကိုကတတိစားမြုံ၍နေ၏ချိန်တွင်းမှာလူတွေကသိဆုံးသွားကြပျက်စီးသွားကြသဗ္ဗနေဝသဟတနာတရဝါအလုံးကိုစားမြုံတာဟာသူကိုယ်သူလည်းပြန်ပြီးတော့ပျက်စီးသွားတယ်အချိန်ကာလတစ်ခုဟာသူကိုယ်သူပျက်စီးသွားဆိုပါစို့လူတွေရဲ့အသက်ကိုယ်သာလဲလူတွေကိုယ်သာအချိန်ကာလတစ်ခုကုန်လုံးစေတာမဟုတ်ဘူးအဲ့ဒီအချိန်ကာလတစ်ခုဟာလည်းပဲဆွေးရသွားတယ်ဥပမာမယ်နေတွက်တဲ့အချိန်ကနေနောက်ပြီးတော့နေတက်တဲ့အချိန်ရောက်တယ်နေတက်တဲ့အချိန်ကမွန်းတီးတဲ့အချိန်ရောက်တယ်မွန်းတီးတဲ့အချိန်ကမွန်းရင်အချိန်ရောက်တယ်အဲ့ဒီကနေပြီးတော့နေဆောင်သွားပြီးနေဝင်သွားတဲ့အချိန်ကိုရောက်တယ်ဆိုအချိန်ကလည်းပဲရွေးရှားပြောင်းလဲနေတာဖြစ်တော့ကြောင့်သူ့ကိုလည်းသူပြန်စားပြစ်တယ်လို့အထိပ္ပယ်ရသရဝါအလုံးကိုမိမိအချိန်နဲ့အတူတကွအချိန်ဟာဖြည့်ဆည်းပြစ်နေတယ်ယောစကာလကတောဘုဒ္ဓသဗ္ဗုဒ္ဓပစိနေပစိအချိန်ကိုပြန်စားနိုင်တဲ့ပုဂ္ဂိုလ်ကမှအချိန်ကိုသုံးချတဲ့ပုဂ္ဂိုလ်လို့အချိန်ရဲ့စားမြုပ်ခြင်းကိုဝမ်းမြုပ်ခြင်းကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဖြုံးတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုတယ်သရဝါတွေဟာအချိန်ဖြုံးနေကြအချိန်တွင်းမှာလှုပ်တဲ့လှုပ်ထိုက်တာတွေအများကြီးကြံပြီးတော့ပြီးအောင်မလုပ်နိုင်ကြဘူးလို့သူဆိုလို့ယောစကာလကတောဘုဒ္ဓအချိန်ကိုပြန်ပြီးတော့အနိုင်ယူတဲ့ပုဂ္ဂိုလ်မျိုးကတော့သဗ္ဗုဒ္ဓပစိနေပစိသရဝါတွေကိုဖြည့်ဆည်းပြနေတဲ့အချိန်ကိုသူကပြန်ပြီးတော့ဖြည့်ဆည်းလိုက်နိုင်တယ်လို့ဆိုအဲ့ဒီပုဂ္ဂိုလ်ဟာဘယ်ပုဂ္ဂိုလ်လဲဆိုတော့ပဟိလိမေခွန်းတစ်ပုဒ်နော်ပြန်ပြောရမယ်ဆိုရင်ကာလောကတတိဗုဒ္ဓနိသဗ္ဗနေဝသဟတနာအချိန်ဒီမိမိနဲ့အတူတကွသရဝါတွေကိုဝါမျိုးနေတယ်ယောစကာလကတောဘုဒ္ဓသို့သောအချိန်ကိုဝါမျိုးနိုင်တဲ့ပုဂ္ဂိုလ်တယောက်ကတော့သဗ္ဗုဒ္ဓပစိနေပစိသူဟာသရဝါတွေကိုဝါမျိုးနေတဲ့အချိန်ကိုပြန်ပြီးဝါမျိုးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲလို့အဖြေထုတ်တဲ့အခါမှာယန္တာပုဂ္ဂိုလ်လို့ဖြေထုတ်တယ်။ဘာကြောင့်လဲဆိုတော့ယန္တာပုဂ္ဂိုလ်မှာလှုပ်တဲ့လှုပ်ထိုက်တာတွေသူကပြီးအောင်လုပ်တယ်။ယန္တာဖြစ်သွားရင်လှုပ်เสียကြံတယ်လို့မရှိဘူး။ဒါကြောင့်ယန္တာဖြစ်သွားတဲ့အခါမှာဝုတိတံဗြဟ္မစရိယမြတ်သောအကျင့်ကိုလည်းကျင့်ပြီးသွားပြီ။နော်။ကတံကရဏီယံလှုပ်တဲ့တာတွေအကုန်လှုပ်ပြီးသွားပြီ။နတ္ထိကတ္တတပတိစယောလှုပ်ပြီးသားကိုပြန်လှုပ်เสียဆိုတာလည်းမရှိဘူး။သူ့မှာအချိန်တွေကပိုသွားပြီ။အချိန်တွေရဲ့ရှေ့ကိုရောက်သွားပြီ။ချိန်ဖြုံးเสียသူ့မှာမရှိတော့အချိန်တွေအတွက်သူ့မှာအပိုးတွေဖြစ်သွားပြီ။သူ့မှာလုပ်ငန်းတွေကုန်အောင်ပြီးအောင်လုပ်လိုက်နိုင်တဲ့အတွက်ကြောင့်အချိန်ကိုပြန်စားနိုင်တဲ့ပုဂ္ဂိုလ်အဖြစ်ဒီစကားမှာသုံးလုံးဖော်ပြတာဖြစ်တယ်ပေါ့။ဒါကြောင့်မို့ဒီစကားအရာပြောမယ်ဆိုရင်ပုရုဇဉ်တ attva တွေအားလုံးဟာအချိန်သုံးတာမဟုတ်ဘဲနဲ့အချိန်ဖြုံးနေကြတာလို့ဒီလိုပြောရအောင်။ဘာဖြစ်လို့လဲဆိုဒုက္ခတွေဆုံးသက်ဖို့အလုပ်တစ်ခုလုပ်ရမှာမလုပ်ကြသေးသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခတွေမှာတဝဲလဲလဲနဲ့မဆုံးနိုင်တဲ့ခရီးကြီးကိုရှောင်တန်းနေချလို့အချိန်ကနေပြီးတော့လွတ်ထွက်သွားနိုင်တဲ့အနေအထားမျိုးမရှိဘူး။အချိန်ရဲ့အောက်မှာတည်းပဲလူတွေဟာလဲပတ်နေကြရတာဖြစ်တယ်။ယန္တာပုဂ္ဂိုလ်ကြတော့အချိန်ကိုအနိုင်ရပြီးအချိန်ကနေထွက်ခွာသွားပြီလို့သူဆိုလို့အချိန်ထဲကနေထွက်ခွာသွားတယ်။အဲ့တော့ဖြုံးစရာအချိန်သုံးမှလည်းမရှိဘူး။အချိန်ကိုလှလှပပအသုံးချသွားသည့်အတွက်ကြောင့်သူဟာ
အချိန်ရဲ့အပေါ်ကိုရောက်သွားအချိန်ရဲ့ဝါမျိုးချင်းကို तू မခံရဘူး तू ကအချိန်ကိုအနိုင်ရလိုက်တယ်လို့ဒီလိုဆိုတယ်ဒါကစာပေကျမ်းဂန်ရဲ့အဆိုပါဒီလိုဆိုတယ်နော်အဲ့တော့ယန္နာပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အချိန်ကိုနိုင်ရသွားပြီယန္နာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာပုထုဇဉ်တွေဆိုအားဆိုအများစုအဲ့ဒီပုဂ္ဂိုလ်တွေဟာအချိန်ကိုသုံးခြင်းလားအချိန်ကိုဖြုံးခြင်းလားလို့ယန္နာဆိုတဲ့အနေအထားကိုမရောက်သေးဘူးဆိုရင်အချိန်သုံးတာမဟုတ်ဘဲနဲ့အချိန်ဖြုံးတယ်လို့ပဲပြောရမှာဖြစ်တယ်သို့တော့အဲ့ဒီဖြုံးနေတဲ့အချိန်တည်းကနေပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ရွေးချယ်ရမှာဖြစ်တယ်ယန္နာမဖြစ်သေးသမျှအချိန်ကိုဖြုံးနေကြတော့မယ်သို့တော့ဖြုံးလိုက်တဲ့အချိန်ကကိုယ်မှရလာတဲ့အကျိုးအမြတ်ဆိုတာရှိရအဲ့ဒီအကျိုးအမြတ်ပါမရဘူးဆိုလို့ရှိရင်ကတော့ဒီပုဂ္ဂိုလ်ဟာအဆုံးနဲ့ပဲပြင်ဆိုင်ရမှာလို့ဆိုလို့ဒါကြောင့်မို့အချိန်ဖြုံးခြင်းနဲ့အချိန်သုံးခြင်းဆိုတာကိုခွဲခြားမှတ်သားဖို့လိုအပ်တယ်ပညာရှိတွေကအချိန်သည်ရွှေအချိန်သည်ငွေအချိန်ဟာအလွန်တန်ဖိုးရှိတယ်အချိန်နဲ့ဒီဟာလူကိုမဆောင်ဘူးဆိုတဲ့စကားတွေနဲ့အချိန်ရဲ့တန်ဖိုးချိန်ရှိတုံးကြိုးစားဖို့ဆိုတာတွေကိုတိုက်တွန်းနှိုးဆော်ခဲ့ကြတာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့အချိန်ခါဟာကုန်သွားတာမျိုးဖြစ်သည့်အတွက်ကြောင့်ပြန်ရနိုင်တဲ့အနေအထားမရှိသည့်အတွက်ကြောင့်ကိုယ်မှာအဆုံးနဲ့ပဲရင်ဆိုင်ရတာဖြစ်တယ်ဆုံးရှုံးသွားတဲ့အချိန်ကိုပြန်ရမှာမဟုတ်ဘူးဘယ်တော့ခါမှပြန်ယူလို့မရဘူးမိမိအချိန်အတွင်းမှာလုံးယူလိုက်နိုင်မှသာလေအချိန်ဟာတမိုးတက်လာမှာဖြစ်တယ်လို့ဒီလိုဆိုလို့ရင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကောင်းပြီအချိန်ခါကိုစနစ်တကျအသုံးချတတ်ပြီဆိုလို့ရှိရင်တော့ဒါလောကမှာသူတော်ကောင်းလို့လည်းခေါ်တယ်ပညာရှိလို့လည်းခေါ်မယ်လူလိမ္မာလို့လည်းပြောလို့ရမြတ်စွာဘုရားကအချိန်ဖြုံးပုံနဲ့အချိန်သုံးပုံကိုခေါ်ကြားထားတာရှိတယ်အစရိတဝဗြဟ္မစရိယအလတ္ထရွပနိထနလူတယောက်လူဘဝရောက်လာပြီရောက်လာတဲ့အချိန်မှာသူလုပ်ရမယ့်အလုပ်တွေရှိတယ်။ဘာလဲလို့ဆိုလို့ရှိရင်သူဟာလူဘဝရောက်လာတဲ့အတွက်ကြောင့်ဘဝမှာချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ပစ္စည်းဥစ္စာကိုရှာဖွေရမယ်ဆိုတော့စားစရာရှာရမယ်နေစရာရှာရမယ်ဝတ်စရာရှာရမယ်မကြမ်းမမာရင်စေဝါအတွက်ပြည့်စုံဖူးလုံအောင်လုပ်လို့ရဒီတိုင်းနေလို့မရဘူးအသုံးဆောင်တွေကိုရအောင်ရှာရမယ်လူဆိုတာလူဘဝဆိုတာရှာနိုင်မှရတာဖြစ်တယ်လွယ်တကူရတာမဟုတ်ဘူးကျိုးပန်းအထုတ်ပြီးတော့စီဥစ္စာဆိုရအောင်လုပ်ရတယ်အဲ့ဒီလိုရှာတာဟာတစ်သလုံးရှာနိုင်သလားဆိုမရှာနိုင်ဘူးအသိဉာဏ်လည်းလုံလောက်အောင်ရှိလာတယ်အင်းနဲ့အားနဲ့ဖြစ်လာပြီဆိုတဲ့အချိန်လေးမှာကြိုးစားရှာဆိုတော့လူဘဝမှာတနှစ်သားကနေပြီး7နှစ်သားအထိဆိုလို့ရှိရင်နုနယ်တဲ့အရွယ်ဖြစ်တော့ရုပ်ခန္ဓာကိုယ်ကလည်းနုနယ်တဲ့အသိဉာဏ်ကလည်းနုနယ်တဲ့7နှစ်တာကာလမှာဘာတစ်ခုမှသူရနိုင်မှာမဟုတ်ဘူးစီဝါဥစ္စာရအောင်ရှာနိုင်မှာမဟုတ်ဘူးတခါ7နှစ်ကနေပြီးတော့အနှစ်20အသက်20အထိအောင်တကယ်ချင်းပေါင်းသိနေနဲ့ပြောခြင်းပါခြင်းနဲ့အရွယ်ဖြစ်လို့အဲ့ဒီအရွယ်မှာလည်းပဲဟောတိပတ္တိသူဟာရှာတတ်တာမဟုတ်ဘူးပစ္စည်းဥစ္စာအပျော်ကျူးနေလို့ရှိရင်ကိုယ့်အတွက်တန်ဖိုးရှိတဲ့အရာတွေကိုပျော်ရွှင်မြူးထူးခြင်းဖြင့်ဖြုံးတီးပြလိုက်ပြန်ဒီလိုဆို21ကနေ30ထိအောင်တော့လူဟာဖွံ့ဖြိုးတိုးတက်လာပြီကိုယ်ကရခံရလာအဲ့ဒီလေအချိန်မှလည်းပဲသူကသူတသားသားလုံနေတာနဲ့သူဟာအလုပ်ကိုမကြိုးစားလို့ရှိရင်ဒီအချိန်လေးကလည်းကုန်ဆုံးသွားမှာပဲဖြစ်တယ်32နှစ်ကနေ40ထိအောင်ကြာခွန်အားတွေပြည့်လာအဲ့ဒီအချိန်မှာခွန်အားကိုအသုံးချပြီးတော့စီးပွားရှာမရှာနိုင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီစနစ်ကကုန်သွားမှာပဲဖြစ်တယ်42နှစ်က90ရောက်သွားပြီဆိုတဲ့အချိန်လူကရင့်ကျက်လာတယ်အရာရာကိုစဉ်းစားတတ်တာတယ်အတွေ့အကြုံတွေကလည်းများလာတယ်နှစ်40အတွေ့အကြုံဆိုတာနဲတာမဟုတ်အတွေ့အကြုံပေါ်မှာအခြေခံပြီးတော့
စဉ်းစားတတ်လာသည့်အတွက်ကြောင့်ဒါအသိပညာဖွံ့ဖြိုးဆုံးနေ့အချိန်လို့ပြောရမယ်အသက်50အဲ့ဒီအချိန်မှာလည်းအသိပညာကိုအသုံးချပြီးတော့စီးပွားဥစ္စာရှာမှမရှာလိုက်ဘူးဆိုရင်ဒီ10နှစ်ကလည်းကုန်သွားအောင်ပါပဲအေး50နှစ်ကနေ60ကျတော့အစအစရရတဖြည်းဖြည်းရောကျလာပြီခေါင်းပေါ်ကစပင်လေးကစပြီးဖြူလာပြီနော်ခုခေတ်ဆိုဒီတဲ့စောသွားလေးတွေကလည်းကျိုးကျင်လာပြီပရိကလည်းတွန့်ကျင်လာပြီအလုံးရောကျသွားတယ်ငယ်ချင်းကလို့အင်းနဲ့အားနဲ့လှုပ်ဖို့ဆိုတာလည်းမလွယ်ဘူးစီးပွားဥစ္စာစူးစမ်းရှာဖို့ဆိုတော့လေနောက်ကျသွားတယ်လေဒီဆရာတော်ရဲ့ဒါကြောင့်မို့ရေးတာကြပြတစ်ခုရေးတယ်ထင်40ကျော်အရွယ်နှောင်းကမှတကြွယ်လောင်းလှုပ်ခြင်းတဲ့40ကျော်ရင်တော့အရွယ်နှောင်းနေပြီလို့ပြောတာနော်40ကျော်အရွယ်နှောင်းကမှတကြွယ်လောင်းလှုပ်ခြင်းနော်အိုကြီးအမော့တင်တို့အဲ့ဒီကြရင်တော့နော်အိုသွားပြီးအမော့တင်နေတာမျိုးဖြစ်လိမ့်မယ်တဲ့တော့တဲ့လောက်တဲ့တာတွေကိုမလုပ်ဘူးဆိုရင်ဒီအချိန်တွေကသူအပိုင်းလိုက်ကုံဆုံးသွားမှာကုံဆုံးသွားတာတွေကိုပြန်ယူလို့ရလားဆိုမရအပြီးသက်ဆုံးရှုံးသွားခြင်းသာဖြစ်တယ်အစင်ထာဝရဆုံးရှုံးသွားခြင်းသာဖြစ်တယ်ရဘဝမှာတစ်ခါပဲကြုံမှာနှုတ်ပြတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံမယ်ပြောစရာကောင်းတဲ့အရွယ်ကလည်းတစ်ခါပဲကြုံမယ်အလှဆုံးအရွယ်ဆိုတာလည်းတစ်ခါပဲကြုံမယ်ခွန်အားပြေဝတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံမယ်ပညာထက်မြက်နေတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံမယ်အေး50ကျော်ပြီဆိုရင်တော့သူကသွားပြီနေတော့ကရွာထဲမှာဘုရားရှိခိုးတဲ့အတန်နဲ့ဘုရားရှိခိုးကြတဲ့အတန်နဲ့မှာအင်းကမေတော်ကြီးဘုရားရှိခိုးတာကိုကြားဘူးတယ်ဘုရားရှိခိုးတဲ့အခါဘုရားရတာတွေတော့မသိဘူးတောင်းအေးရွတ်နေတာတွေတွေ့တာအဲ့ဒီတည်းမှာ40ကကျော်50ဘော်တွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေပြီဆိုပါတယ်ခဏခဏကြားနေတိုင်းကြားနေတော့ဒါလေးတော့မှတ်ပြီးနော်ဘယ်သူမှမဘယ်လိုလုံးလာဆွမ်းတော့ပါလဲလို့အောင်မေးငယ်တော့ရှင်သေမင်းဆိုဘယ်သူလဲဘယ်ကလာတာလဲအောင်မေးဘယ်ရွာသားပါလဲအောင်မေး40ကကျော်50ဘော်တွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေပြီအဲ့ဒါတွေရွတ်နေတာကိုကြားရတယ်ဘုရားရှိခိုးပြီဆိုရင်ရွတ်နေပြီအဲ့ဒါတွေဘုရားရှိခိုးပြီးရင်အဲ့ဒါပရိတ်တွေရွတ်ထားတွေရွတ်အဝေကတွေရွတ်အဲ့တော့အဲ့လိုအချိန်လေးဟာတဖြည်းဖြည်းကုံဆုံးသွားတာပြန်လည်ရိုက်ယူနိုင်စွမ်းမရှိကြတော့ဘူးအချိန်ကပဲဖြစ်စည်းသွားတယ်လို့ပြောရမှာလူပြိုတဲ့အရွယ်လေးကိုလည်းအချိန်ကဖြစ်စည်းလိုက်တယ်ပျော်ရွှင်တဲ့အရွယ်ကိုပို့ပေးလိုက်ပြန်ပျော်ရွှင်တဲ့အရွယ်ကိုလည်းပဲအစင်လာပပြေဝတဲ့အရွယ်ကနေဖြတ်စည်းပြီးကြော်လွှားပလိုက်ပြန်တယ်ပြီးတော့ဒီအရွယ်ကိုလည်းခွန်အားပြေဝတဲ့အရွယ်ကကြော်လွှားပြလိုက်တယ်အသိပညာထက်မြက်တဲ့အရွယ်တွေကကြော်လွှားပြလိုက်တယ်ဒီအရွယ်တွေဟာ50မှာအလုံးကုန်ဆုံးသွားပြီကုန်ဆုံးသွားတာဟာပြန်မရတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားအလတ္တယုပနိတနံနှုတ်ပြပြီးအင်အားရှိနေတဲ့အချိန်မှာတဲ့လုံနိုင်တဲ့ကိုင်းနိုင်တဲ့အချိန်လေးမှာဘာဥစ္စာဒနာမှစုဆောင်မိခြင်းမရှိဘူးမရဘာမှမရလိုက်ဘူးလောကီစီးပွားတိုးတက်မှုတွေတခုမှမရှိလိုက်ဘူးနော်အဲ့ဒါတွေမဟုတ်ဘူးအစရိတဝဗြဟ္မစရိယံလူတွေလိုက်နာကျင့်သုံးရမယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားသို့မဟုတ်ကောင်းရသတိပုံရောက်တဲ့ကိုချင်းတရားအဲ့ဒီအကျင့်တရားကိုလည်းပဲလုံးဝရက်ွယ်ပြုတ်ထားပြောသလိုနေပြီးတော့ပစ္စည်းဥစ္စာလည်းမရှာဘူးကိုချင်းတရားကိုလည်းကောင်းအောင်နေထိုင်ဖို့ဆိုတဲ့ပုဂ္ဂိုလ်တရားဟာလောကီစီးပွားကလည်းမရတရားဓမ္မအသိဉာဏ်ကလည်းမရဆိုတော့အသိဉာဏ်လည်းမရလောကီစီးပွားလည်းမရဆိုတော့သူ့ဘဝဟာအချိန်တွေကကုန်သွားပြီပြန်ရှာဖို့မရနိုင်တော့ဘူး40ကကျော်50ပေါ်ရှင်သေမင်းကအလံမျိုးလွှားသွားပြီသို့တော့အန်တုကျင်တဲ့ပုဂ္ဂိုလ်တွေကတော့ဆေးဆိုးပလိုက်တာပဲနော်သို့တော့အင်အားတွေကတော့မတူတော့ဘူးလေမလုံနိုင်တော့အင်အားတွေကရောကြသွားပြီဒီလိုဆိုတာပါအဲ့ဒီလိုအချိန်အတွင်းလေးမှာစိတ်ဝါဥစ္စာရအောင်ရှာမယ်အချိန်မှရှာလိုက်တယ်ပညာရအောင်ရှာမယ်အချိန်မှရှာလိုက်တယ်ကုသိုလ်ရအောင်ရှာမယ်အချိန်လေးမှရအောင်ရှာလိုက်တယ်အင်းရှိအားရှိတဲ့အချိန်လေးမှာ
လုံနိုင်ကိုင်းနိုင်တာကိုအာသွန်ခွန်ဆိုင်လှုပ်လိုက်လို့ငွေကြေးတနာတွေလည်းပြည့်စုံပြီအသိပညာတွေလည်းပြည့်စုံပြီကုသိုလ်တွေဆိုတာလည်းမလုပ်ဘူးတာမရှိဘူးကိုယ်စိတ်ထဲမှာကုသိုလ်ကောင်းမှုတွေကလည်းပြည့်ဝကြီးရှိသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအချိန်ကိုအသုံးပြုတဲ့ပုဂ္ဂိုလ်လို့တို့ဆိုမှာပဲဖြစ်တယ်ဥစ္စာလည်းမရပညာလည်းမရကုသိုလ်လည်းမရအရဟတသက်ကြီးသွားရတဲ့ပုဂ္ဂိုလ်ကြတော့အချိန်ဖြုံးသူလို့ပြောတာ။ဘာကြောင့်လဲဆိုပြန်မရတော့ပြန်မရတဲ့အနေထားမျိုးအဲ့ဒီမှာမြတ်စွာဘုရားကဥပမာပေးတယ်အစရိတဝဗြဟ္မစရိယအလတ္တယုပနိဒနာသင်တိသပါတိခိနဝပုရဏာနိအနုထုနာနောက်တစ်ခုကြတော့စေနကွန်စာဝစာယန္တိခိနပစ္စေဝပန္နလီအဲ့တော့ဘာနဲ့ဥပမာတူတုံးလို့ဆိုလို့ရှိရင်ချိုးကြငှက်ဆိုတဲ့အကောင်လေးဟာဒီအင်းနေအိုင်နေမှာချက်စားကြအင်းနေအိုင်နေမှာချက်စားကြဆောင်းခုငှက်တယ်ဆိုတာအေးတဲ့ရန်ဒီအနေပြန်လာပြီးနှွေးတဲ့နေရာမှာနေဟိုအင်းဆောင်ကဒီအင်းဆောင်ကိုပြန်တန်းပြီးတော့စားစရာရှာဖွေပြီးတော့နေကြအဲ့လိုနေတဲ့အခါမှာငှက်ဟာအိုးလာတဲ့အခါလူတွေမှလည်းအိုးလာလို့ရှိရင်သပင်ကကျွတ်တယ်ထိပ်ပြောင်လာတယ်နည်းနည်းငှက်ကလည်းပဲအိုးမင်းလာပြီဆိုရင်အတောင်ကျွတ်တယ်အတောင်ကျွတ်တဲ့အခါပြန်အားရော့ကျသွားတယ်မပြန်နိုင်တော့နော်သွားကျုံလို့ရှိရင်တချို့ကလေထွက်တယ်စကားပြအောင်ပြောတာငှက်ကလည်းအတောင်ကျွတ်ပြီဆိုရင်ကောင်းကောင်းမပြန်နိုင်တော့ချိုးချအိုကြီးတွေကကောင်းကောင်းမပြန်နိုင်တော့အဲ့ဒီသူတို့ချက်စားတဲ့အိုင်ကနေပြီးအထက်ကိုပြန်မတက်နိုင်တဲ့အခါမှာအိုင်ဘေးမှာပဲဒီတိုင်းနေပြီးနေကြရတဲ့အချိန်မှာမိုးခေါင်လာလို့သူတို့ချက်စားတဲ့အိုင်ကြီးကလည်းပဲရေမရှိတော့ဘူးခြောက်သွားရေမရှိတော့ငါးလည်းမရှိတော့ငါးတွေလည်းကုန်းကုန်ပြီအဲ့ဒီလိုငါးကုံရေခမ်းဖြစ်နေတဲ့အိုင်နှခမ်းမှာတခြားအိုင်ကိုရွှေ့ပြန်နိုင်တဲ့အားလည်းမရှိတော့ဘူးအတောင်တွေကကျွတ်နေတယ်ကြိုးကြအိုကြီးတွေဟာတဲ့အဲ့ဒီအိုင်နှခမ်းမှာပဲမသေးမချင်းမှိုင်တွေပြီးနေုံမှတပါဘယ်မှမသွားနိုင်တော့ဘူးဒီဥပမာပေးတာစေနကွန်စာဝစာယန္တိခိနမစ္စေဝပန္နလီငါးရီကုံရီရီခမ်းသွားတဲ့အိုင်နှခမ်းမှာပဲဘယ်မှလည်းမပြန်နိုင်တော့တဲ့ကြိုးကြအိုကြီးတွေအတောင်ကလည်းချွတ်နေပြီအဲ့ဒီအိုင်နှခမ်းမှာပဲနောက်ဆုံးမှသေဝဲဝင်သွားကြရတယ်လောကလူတွေဟာလည်းပဲဒီတိုင်းပဲတဲ့အရွယ်ရှိနေတဲ့အချိန်မှာရတဲ့ရလိုက်တာတွေစီစဉ်ဥစ္စာတွေရအောင်ကြိုးစားရှာဖို့အသိပညာတွေနဲ့ကုသိုလ်ကောင်းမှုတွေကြိုးစားရှာဖို့အဲ့ဒါတွေကိုမလုပ်ဖဲနဲ့အချိန်ကုန်အသက်အရွယ်ကြီးသွားတဲ့အခါဘာတစ်ခုမှလည်းမလုပ်နိုင်ဘူးဘာတစ်ခုမှလည်းမရနိုင်တော့ဘူးအဲ့ဒီကြိုးကြအိုကြီးတွေမှိုင်ပြီးတော့နေရတယ်လို့ပဲမှိုင်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမှာဖြစ်တယ်ဒီလိုခေါ်တယ်နောက်တစ်ခုကျသင်တိသပါတိခိနာဝပုရဏာနိအနုထုနာလောကလူတွေဟာအိုမင်းပြီးတော့ဘာမှမလုပ်နိုင်တဲ့အချိန်ရောက်ပြီဆိုရင်တို့ငယ်ငယ်တုန်းကဘယ်လိုလုပ်ခဲ့ရတယ်ဘာတွေစားခဲ့ရတယ်ဘယ်လိုနေခဲ့ရတယ်ဆိုတဲ့အတိတ်တွေကိုပြန်တွေးပြီးတော့နော်အရသာခံပြောပြီးတော့ဒါလေးနဲ့ပဲခြေလက်နေရတယ်ကွန်ကလေးမြုပ်နေတယ်လို့ပဲငယ်ငယ်တုန်းကတို့ဘယ်လိုနေခဲ့တာအခုတော့အဲ့ဒီဟာတွေမရှိတော့ဘူးဆိုတာမျိုးပေါ့ညီးတွားပြီးတော့ငယ်ငယ်တုန်းကရွှေထီးဆောင်ခဲ့တာလေးတွေကိုအလုံးပြေပြန်ပြောယုံမှတပါတခြားဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒါကိုပုရဏာနိအနုထုနာအဲ့လိုဘဝဟာအဆုံးသတ်တော့မယ်ဆိုလို့ရှိရင်ဘာမှမလုပ်နိုင်တဲ့အရွယ်ရောက်သွားပြီဆိုတဲ့အခါမှာညီးတွားပြီးတော့အတိတ်ကိုပြန်တွေးပြီးတော့ဆွေးနေရတဲ့အနေအထားမျိုးကိုရောက်ရှိသွားတတ်တယ်အဲ့ဒါကိုသင်္တိသပါတိခိနာလေးကနေပြစ်လွတ်လိုက်တဲ့မြားတံတစ်ခုအသားနဲ့လှုပ်ထားတဲ့မြားတံတစ်ခုအချိန်ကုန်သွားရင်အောက်ဆိုင်ကျသွားတာကျသွားလို့ရှိရင်အဲ့ဒီမြားတံကိုဘယ်သူမှကောက်မှာမဟုတ်သည့်အတွက်ကြောင့်မြေကြီးပေါ်စိုက်နေတဲ့မြားတံဟာချစာပဲဖြစ်သွားတယ်
လူကလည်းပဲအိုမင်းသွားပြီဆိုလို့ရှိရင်ဘာမှရွှေ့နိုင်စွာလုံနိုင်စွာမရှိသည့်ဘာမှအသုံးဝင်တော့တဲ့အတွက်ကြောင့်ခြားစားခံရတယ်လို့ပဲယောဂမျိုးစုံရဲ့တန်းကိုခံရပြီးမလှုပ်နိုင်မလှက်နိုင်တဲ့နောက်ဆုံးသေပွဲဝင်ရတယ်လို့ဒီလိုဆိုလို့လေအဲ့ဒါကြောင့်မို့လို့အချိန်ရှိနေတဲ့အချိန်မှာလောကမလုပ်ဘူးဆိုရင်အချိန်ဖြုံးရရောက်တယ်တဲ့အချိန်ဖြုံးလိုက်ပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာအချိန်ဒီနှစ်ခုကအလုံးကိုကွာခြားသွားပြီကိုယ့်ရဲ့ကိုယ်ကာယရဲ့အင်အားမျက်လုံးနားဆိုတာလို့မျက်စိတို့နားတို့ဆိုတာလို့ငယ်စဉ်ကလို့စွမ်းတတိတွေမရှိတော့ဘဲနဲ့အလုံးကရောကျသွားအဲ့လိုရောကျသွားတဲ့အချိန်မှာထပြီးတော့လုံးပဲဆိုလို့ရှိရင်လည်းမဖြစ်နိုင်တော့ဘူးလုံးနိုင်စွာမရှိတော့ဘူးလုံးနိုင်စွာမရှိသည့်အတွက်ကြောင့်ကိုဖြစ်ချင်တာတွေကတခုမှဖြစ်မလာပဲနောက်ဆုံးမှလက်မှန်ချပြီးအဆုံးသတ်သွားရမှာဖြစ်တယ်ပေါ့ဘဝဟာအဲ့ဒီတိုင်းပဲဒါကြောင့်မြတ်စွာဘုရားအချိန်ကိုကြာနာနာအသုံးချပြီးတော့တန်မိုးရှိတဲ့အရာတွေကိုရအောင်လုပ်ရမယ်လို့ကျွန်တော်ဟောတာနော်အချိန်ကိုသုံးချပြီးအချိန်ကိုကောင်းကောင်းသုံးချသွားတဲ့ပုဂ္ဂိုလ်ကတော့ယဟနာပုဂ္ဂိုလ်ပဲသူကလှုပ်တဲ့လှုပ်ထိုက်တာတွေအကုန်လှုပ်သွားပြီလို့ပြောတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေထဲမှာလည်းအရှင်ဥစ္စာကြိုးစားရှာလို့အသက်ရွယ်ကြီးတဲ့အခါအိုဇာမင်းစာစုဆောင်းထားပြီးဆိုရင်မပူရတော့ဘူးအိုဇာမင်းစာမစွခဲ့တဲ့လူဆိုလို့ရှိရင်တော့ပူရပြန်ပြီဟိုအစင်မပြေတာအစင်မပြေနဲ့စာရေးဝတ်ရေးနေရေးထိုင်ရေးအတွက်ပူပန်ရပြန်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ငယ်စဉ်ကကြိုးစားရှာခဲ့ပြီးစုဆောင်းခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီဘက်ကပူစရာမရှိပြန်သို့တော့ကုသိုလ်ကောင်းမှုတွေကိုမလုပ်ခဲ့ဘူးကျင့်ကျင့်နိုင်တဲ့တရားဓမ္မတွေကိုမကျင့်ခဲ့ဘူးဆိုတဲ့အခါဘဝတစ်ခုကိုဆုံးသက်တော်မယ်ဆိုတဲ့အချိန်လေးမှာတွေးလာတယ်အဲ့ကြတော့လေဒီဆရာတော်ကြီးနောက်ပိုင်းတရားဟောတဲ့လေဒီဆရာတော်ဟောတယ်လို့ပဲမနေရလို့သိကြတော့အခါကိုယ်နောက်ကိုများပါများပါမှာစဉ်းစားရမှာအဲ့ဒါတွေစဉ်းစားလာအနေရဘူးသိကြမယ်ဆိုတဲ့အချိန်မှာကိုယ်ဘာတွေလှုပ်ထားလဲကိုယ်လိုယူသွားလို့ရတာဘာတွေရှိလဲလို့ကြည့်လိုက်တဲ့အခါလက်ကြီးဗလာဖြစ်နေပြန်အမှလှုပ်ထားတာမရှိဘူးဆိုလို့ရှိရင်ကြည်ကွဲစရာတစ်ခုဖြစ်လာအားငယ်စရာတစ်ခုဖြစ်လာအဲ့လိုမဟုတ်ဘဲနဲ့ဘာဝတိလာလုံခဲ့တယ်ဥပုပ်ကဘယ်နှစ်ဆောင်းခဲ့တယ်ကုသိုလ်ကောင်းမှုတွေဘာတွေလုပ်ခဲ့တယ်လို့အားရပါရလှုပ်ထားတဲ့ပုံကိုယ်တွေပြန်ကြည့်လိုက်လို့ရှင်ဘာတစ်ခုမှစိတ်ထဲမှာအားငယ်စရာအကြောင်းမရှိဘူးနော်ကိုပြုတဲ့ကံတွေရှိနေတယ်ဆိုအားကိုးတစ်ခုရသွားအဲ့ဒါပါမရှိဘူးဆိုရင်အားကိုးရမဲ့တဲ့အနေအထားမျိုးရောက်သွားနိုင်တယ်တဲ့ဒါကြောင့်မို့ဒီအချိန်ကိုရှိနေတဲ့အခိုက်မှာတန်ဖိုးရှိတဲ့အရာတွေလုပ်မိအောင်လုပ်ရမယ်ဆိုလိုတာတန်ဖိုးရှိတဲ့အရာကကုသိုလ်နဲ့ဥစ္စာစီးပွားဥစ္စာလည်းရှာရမယ်ကုသိုလ်ကောင်းမှုနဲ့ကိုယ်မှရှိရမယ်အဲ့ဒီနှစ်ခုစီးပွားဥစ္စာအဲ့ဒီနှစ်ခုကိုရှာဖို့ရအတွက်အသိပညာတို့မြတ်စွာဘုရားဟောထားတဲ့ဆုတောင်းပြည့်တဲ့တရား၅မျိုးနဲ့ပြောမှဆိုရင်ကုသိုလ်လို့ဆိုတာဟာတတ္တရဲ့သီလရဲ့သုတရဲ့စာကရဲ့ပညာရဲ့အဲ့ဒါကိုကုသိုလ်လို့ခေါ်တယ်လူရတဏကိုကုသိုလ်လို့တဏကိုကုသိုလ်ပြောတယ်လို့ဒီနေရာမှာအဲ့ဒီကုသိုလ်ရစေတတ်တဲ့အကြောင်းတရားတွေကုသိုလ်တွေကဘာတွေတော့ဆိုရင်တတ္တဟာလည်းကုသိုလ်ပဲသီလဟာလည်းကုသိုလ်ပဲသုတဟာလည်းကုသိုလ်ပဲဘာကြောင့်လို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်ဒါကြောင့်မို့ကိုယ်တဏ္ဍမှာတရားလို့ဆိုတဲ့ကံကံကြီးကျိုးလက်ခံယုံကြည်တဲ့သို့မဟုတ်မြတ်စွာဘုရားအဆုံးအမပေါ်မှာလုံးဝလက်ခံတဲ့တရားရှိသည့်အားလျော်စွာကိုချင်းသီလကိုအသက်ထက်ရနိုးစွာထိမ့်သိမ်းဆောက်ရှောက်တယ်သုတလို့ဆိုတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့အသည့်အကြောင်းအရာတွေကိုများစွာသိဖို့ကြားနာတယ်စာကလို့ကိုရှိတဲ့စွန့်ကြဲခြင်းလှူဒန်းခြင်းဒါနကောင်းမှုဆိုတာရှိတယ်ပညာလို့ဆိုတဲ့အခြေခံအသည့်တရားတွေကိုမှရှိနေတယ်လို့အဲ့ဒီတတ္တသီလသုတ္တစာကပညာလို့ဆိုတဲ့ဒီအရေးချင်း၅ရပ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလုံလောက်တဲ့ကုသိုလ်တရားရှိတယ်လို့ပြောရမှာဖြစ်တယ်ပစ္စည်းဥစ္စာဘက်ကလည်းကြိုးစားရှာလို့ရထားပြီး
ရသီလသုဒ္ဓစာကပညာလို့ဆိုတဲ့အရေးချင်းပိုင်းဆိုင်ရာဒီ၅မျိုးနဲ့လည်းပြည့်စုံထားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာအချိန်ကိုစနစ်တကျအသုံးချတဲ့ပုဂ္ဂိုလ်ပဲဖြစ်အချိန်ဖြုံးတဲ့ပုဂ္ဂိုလ်မဖြစ်တော့ဘူးကိုယ်မှာတန်ဖိုးရှိတာတွေအများကြီးရထားပြီလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီဟာဒီမြတ်စွာဘုရားဟောကြားတဲ့ဒေသနာအရွယ်ရှိတုန်းကတဲ့မြတ်သောအကျင့်လို့ဆိုတဲ့ကုသိုလ်ရတဲ့အကျင့်ကိုလည်းပဲမကျင့်ခဲ့ဘူးတဲ့ပစ္စည်းဥစ္စာတွေလည်းရအောင်မရှာခဲ့ဘူးတဲ့အရွယ်လွန်သွားပြီဆိုလို့ရှိရင်တော့ကျိုးချအိုကြီးတွေဟာရှိလည်းမရှိငါလည်းမရှိစားစရာမရှိအဲ့ဒီမရှိလို့တခြားနေရာပြန်မလာလို့ဆိုတော့အတောင်အကျွတ်လို့မပြန်နိုင်အဲ့ဒီနားတဲ့လက်မိုင်ချပြီးသေဝဲဝင်ရတယ်လို့အချိန်မရှိတော့တဲ့အခါအားလုံးဟာဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးလို့ဆိုအဲ့ဒီလိုမဖြစ်ဖို့ရအတွက်ကိုယ်မှာလုံလောက်တဲ့အတိုင်းအတာတစ်ခုတည်းလူသားတွေစဉ်းစားဆင်ခြင်ပြီးတော့ပြုလုပ်ရမှာဖြစ်တယ်ဒါကိုမြတ်စွာဘုရားကဒီအဆုံးအမစကားကိုပြောတာဟာဘာကိုအကြောင်းပြုခေါ်တာလဲဆိုတော့စัจ जा တရားဟောတဲ့ဗာရာဏသီမြို့နာကဣတိပတ္တနာလို့ခေါ်တဲ့ဘေးမဲ့တောမှာသတင်းသုံးနေထိုင်တယ်အဲ့ဒီနေထိုင်တဲ့အချိန်မှာဗာရာဏသီမြို့တဲကခြေကွဲဝမ်းနေပဲရကောင်းတဲ့တထေးကြီးနဲ့တထေးကြော်တို့ရဲ့အဖြစ်အပျက်ကိုမြတ်စွာဘုရားရည်ညွှန်းပြီးတော့ဟောတာဖြစ်တယ်။ဗာရာဏသီမြို့မှာထိုခေတ်ကသူတို့ပိုင်ဆိုင်မှုနဲ့ကြည့်လိုက်မယ်ဆိုရင်ရွှေတို့ငွေတင်းကားတွေခက်ဆိုရင်ငွေတင်းကားဂရီ80ကျွယ်ဝတဲ့တထေးသားဖြစ်တယ်။တဝိသောသားနောက်တစ်ခုကလည်းပဲဂရီ80ကျွယ်ဝတဲ့တထေးရဲ့သမီးတဝိသောသမီးအဲ့ဒီမိသားစုနှစ်ဦးဟာမိဘတွေကဘလို့စိတ်ကူးကြတယ်လဲလို့ဆိုတဲ့အခါဂရီ80ဆိုတဲ့ရွှေတင်းကားတွေတော့ပေါ်များနေတာငါတို့သားလေးအတွက်တသက်တာမကုန်ပါဘူးသူချမ်းသာသလိုနေပါစေဆိုပြီးတော့ပင်မဆင်းရဲမှာဆိုရတဲ့ထိုခေတ်ကပေါ်တဲ့ပညာရက်တွေပညာရက်ဆိုတာရှေးတယ်ပေါ်တာနော်ရှေးတယ်ပေါ်တာခုခေတ်မှမဟုတ်ဘူးသူခေတ်နဲ့သူလူတွေဟာထူးချွန်ကြအဲ့ဒီတော့ဒိဋ္ဌဗမောက္ခဆရာကြီးဆိုတာတက္ကသိုလ်ဆိုတာလည်းရှေ့အဲ့ဒီမှာလွတ်ပြီးပညာသင်ကြတယ်အလုံးပညာသင်ကြတယ်အဲ့ဒီမိဘတွေကတော့ငါတို့သားလေးသူပြောသလိုနေပါစေပညာသင်တယ်ဆိုတာစီးပွားရှာဖို့ပဲငါတို့မှစီးပွားရှာစရာမလိုဘူးတသက်စားမကုန်ဘူးဆိုတဲ့အတွေးနဲ့သားလေးတယောက်အရွယ်ရောက်သည့်ထီအောင်ပညာသင်ပေးပြောသလိုနေဆိုအိမ်မှာတီးစရာတွေမှုတ်စရာတွေတကယ်ချင်းပေါင်းတင်နေနဲ့ပျော်လို့သချင်းဆိုလို့ကလို့ဘာပညာမှသင်မပေးဘူးပြောသလိုနေခိုင်းတယ်ထို့တူပဲနောက်တစ်ထေးတူကလည်းသမီးလေးတယောက်မွေးထားတာသူတို့ကလည်းဒီတိုင်းပဲစဉ်းစားတယ်တို့သမီးလေးဒုက္ခခံပြီးဘာမှသင်မနေနဲ့ဘယ်เจ้าမှလည်းမသွားနဲ့သူတက်တဲ့တော့စားမကုန်ပါဘူးဂရေ80ကျွဲသွားတယ်တော့ဘာပညာမှမသိနဲ့ငါသမီးကကျင်နဲ့ဆိုကတချင်းဆိုချင်းဆိုစန္ဒယာတီးချင်းအဲ့ဒီခေတ်ကစန္ဒယာတော့ရှိမထူပါဘူးတီးချင်းတီးပေါ့အဲ့ဒါလို့မိဘတွေကလွတ်ထားကြလွတ်ထားတော့သူတို့ကလည်းပြောသလိုနေလိုက်ကြတာအရွယ်ရောက်တဲ့အခါဂုံကြီးထူချင်းဆိုတော့မိဘတွေကဒီတထေးသားလေးနဲ့တထေးသမီးကိုလက်ဆက်ပေးလိုက်ကြအဲ့ဒါကလည်းအမှားဖြစ်သွားတယောက်ကအသိဉာဏ်ရှင်တော်မယ်နှစ်ယောက်စလုံးဟာဘူနဲ့နူဖြစ်နှစ်ယောက်စလုံးဟာဒီပုံစံပဲဖြစ်ပြောသလိုနေတဲ့မိသားစုတွေဖြစ်နေတော့အပညာမှမတတ်ဘူးထိုင်စားနေကြတယ်အကောင်းဆိုအကြောင်းကျိုးလည်းသိမသိဘူးပေါင်းတင်ဆက်ဆံရေးလည်းသိမသိဘူးလူမှုရေးလည်းသိမသိဘူးသူတို့ဟာလူကြားထဲမှာမဝင်ဘူးဆိုတဲ့အခါမှာလူမှုရေးမသိချအောင်သိပြီးတော့ကိုယ်အိမ်မှာပဲနေပြီးတော့ကြီးကြတာရှေ့တုန်းကဆိုဘယင်းတွေကသူတို့သားသမီးတွေကိုသူတို့နန်းတော်မှာဆရာကော်ပြီးမသိဘူးကျူရှင်နဲ့ဘာလို့တော့သွားမင်းသားမလူတော်တုံးမှာဆိုပြီးလွတ်လိုက်တာဒီတိုင်းအဲ့ဒါကိုလွတ်လိုက်တယ်သူများနေတူသွားတင်ဆိုပြီးအဲ့လိုလွတ်တယ်အတွေ့အကြုံရအောင်လို့ဆိုပြီးတော့
လူတော်တဲ့တုံးအောင်ဆိုပြီးလွတ်တယ်အခုတတိသားနဲ့တတိသမီးကိုတော့မိဘတွေကအဲ့လိုမလွတ်ရဖက်နဲ့အိမ်မှာပဲကြီးကြတဲ့အခါမှာအတွေ့အကြုံဘောဓုတကြာဘူးနောက်ဘာတစ်ခုမှမရှိဘူးလူကိုဆက်ဆံမှုလည်းမသိဘူးအဲ့လိုနေရင်ကနေသူတို့မိဘနှစ်ပါးတည်သွားတဲ့အခါကျတော့မလို့တတ်မကင်တတ်တွေဖြစ်လာစီဝါမရှာတတ်ဘူးစားရုံပဲစားရတယ်အဲ့တဲ့ပြောသလိုနေကြတယ်ဆိုတဲ့အနေအထားမျိုးနဲ့နေလာအဲ့လောက်လေးနေရင်တော်သေးတယ်ရှင်းတော့တထေးတွေဟာတပြည့်အုပ်ချုပ်တဲ့ဘယင်းစီကိုဒီနေ့၃ချိန်လောက်အခါစားဝင်ရတယ်ဘယင်းကြီးနဲ့တော့တွေ့ရတယ်ပေါ့တွေ့ဆုံတာဘယင်းကြီးဆုံးမတာတို့ဘယင်းကြီးလမ်းညွှန်တာတို့ဘာတို့ခိုင်းတာတို့လုပ်ပြရတယ်တထေးတွေအဲ့တော့နန်းတော်ကိုသူကဒီနေ့၃ခါလောက်သွားနန်းတော်သွားတယ်ပြန်လာတယ်သူ့တပည့်တယောက်နဲ့နန်းတော်သွားတယ်ပြန်လာအဲ့ဒီလိုတထေးပတ်စံချမ်းသာတဲ့တထေးအသိပညာမရှိဘူးဆိုတာကိုအတော့အစားပြောသလိုနေကြတဲ့အတော့အစားသမားတွေသူ့ကိုစီယုံကြဒီတထေးသားလေးကပညာမရှိမှန်းသိတဲ့အခါစီယုံတယ်သူလာတဲ့အချိန်မှာမြောက်ပင်ပြီးတော့ပြောကြတယ်တထေးသားချမ်းသာပါစေကြည်ပါစေတထေးသားကိုကျွန်တော်တို့အမိပြုရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းကောင်းစားမယ်တထေးသားလည်းကောင်းစားမယ်ဆိုပြီးတထေးသားကိုဝန်းရံကြတယ်သူတို့မြောက်ပင်ပေးကြတယ်အဲ့လိုမြောက်ပင်ပေးရနေပြီသူတို့တောင်းနေကြဟာလေးကိုတထေးသားကိုအခန့်လိုက်တော့တထေးသားကိုဒီအမီးကောင်းကောင်းကလေးနဲ့အခန့်လိုက်တဲ့အခါအရက်ကိုမူးအောင်တိုက်ပြီးအမီးကောင်းကောင်းနဲ့အခန့်လိုက်တော့ဟိုကလည်းအတွေ့အကြုံသစ်ဆိုတော့လေအရက်တော့တယ်မူးတယ်အမီးကောင်းလေးနဲ့ဆိုကြတယ်ကားကြတယ်သူ့သဘောကျလိုက်ပြီးတော့ပြောကြတယ်ကြိုက်သွားတယ်ဆိုတာသူဆွဲသွားတဲ့အခါမှာဝိုင်းပြီးတော့သူ့ဆရာခြူကြတော့တာအဲ့ချာအရက်မူးပြီးဆိုခြူလို့ကောင်းတယ်လေဝိုင်းပြီးတော့နှူးကြနှက်ကြခြူကြတထေးသားဒီနေ့တော့ကျွန်တော်ကတကားခံမယ်။နေ့ပြင်ကတထေးကတကားခံပါတထေးဆိုတော့ဒီတဲ့ကောင်းတာလေးနဲ့တကားခံပါပေါ့မျိုးစုံပေါ့နော်အမီးကောင်းကောင်းလေးနဲ့ဒီတဲ့ကောင်းတာနဲ့တကားခံပါဆိုအဲ့ဒီလိုနဲ့တောက်ရင်နဲ့သူကအတော့သမားဖြစ်သွားတောက်ရင်ကတောက်ယုံနေတယ်ဒါတော့မဟုတ်သေးပဲနဲ့သူ့ဝန်းရံလာကြတဲ့လူတွေကအများကြီးဖြစ်လာရှားလာတော့အယမမှုနဲ့ဟိုဆုချဒီဆုချဟိုဟာသွားယူတာနေမဟုတ်ဘူးလေတိုးပွားနေအောင်လုပ်ရသေးတာဟုတ်အဲ့ဒီတိုးပွားတာမရှိဘဲနဲ့သူကအဖြုံးသက်သက်လုပ်လိုက်တဲ့အခါရှိတယ်ကလေး80ဟာပျောက်သွားကုန်ဆုံးသွားဖြောင်းတဲ့လူကလည်းဖြောင်းမှာပေါ့နော်အဲ့ဒီလိုမထိမ့်သိမ့်နိုင်တော့တဲ့အနေထားလေးရောက်မူယူနဲ့မထိမ့်သိမ့်နိုင်ဘူးအဲ့တော့သူ့ရဲ့စနီးတဲ့ပိုင်တဲ့တထေးကတော့ပိုင်တဲ့ဂရီ80ကိုစတင်ပြီးတော့သူအသုံးချပြန်အသက်အရွယ်လည်းတဖြည်းဖြည်းရောက်လာပြီလူကြီးဖြစ်လာပြီသာသမီလည်းမရှိဘူးသူတို့နှစ်ယောက်ပြောသလိုနေပြီးသုံးလိုက်ဖြုံလိုက်တယ်နောက်ဆုံးမှာအသက်80ကျော်80လောက်ရောက်သွားပြီဆိုတဲ့အချိန်ကြတော့ကုန်ရောရှိတဲ့ပစ္စည်းတွေကုန်တဲ့အခါကျတော့အိမ်ကိုပေါင်ပြီးတော့တောက်တယ်သုံးမြန်တယ်သူပိုင်တဲ့ပစ္စည်းတွေရောင်းတယ်သုံးတယ်နဲ့ဆိုနောက်ဆုံးမှာသူနေတဲ့အိမ်ကလေးကိုသူကရောင်းလိုက်တယ်ရောင်းလိုက်တဲ့အခါကျတော့ဝယ်တဲ့လူတွေကအိမ်မောကနေသူနှင်ချလာပေါ့သက်သာလည်းမရှိတော့ဘူးကုန်ပြီအိမ်မောကနှင်ချလိုက်တဲ့အခါကျဘယ်မှလည်းသွားစရာမရှိတော့လုံးလည်းမလုံးတတ်ဘူးဘလို့ရှာမှလည်းမသိဘူးပစ္စည်းဥစ္စာနော်ထမင်းအိုးထဲမှာထမင်းရှိတယ်လောက်ပဲသိတယ်လူတန်းစားကိုသူထမင်းမရှိတော့ဘူးဆိုဘယ်ဟာရှာမှမသိတော့ငွေမရှိတော့ဘူးဆိုရင်ဘယ်ဟာရှာမှမသိဘူးမရှိတဲ့ငွေတွေကလည်းဟိုလူကသုံးဒီလူကသုံးမလေးမစားဖြစ်အားလုံးဝိုင်းပြီးတော့ဖြုံးလိုက်သုံးလိုက်ကြတာမကြခင်ပဲကုံဆုံးသွားပြီသူတို့ကလည်းအရွယ်တွေကကြီးလာကြဘယ်သူမှမလေးစားတော့အဲ့ကြတော့ထမင်းစားစရာမရှိတဲ့အခါခွက်လက်ဆွဲပြီးတောင်းစားရတဲ့အဆင့်ရောက်သွားတယ်တထေးနဲ့တထေးကတော့နှုတ်အဲ့လိုနေဒီနေ့ကျတော့ရသော်ဗျာအဲ့မှာဆောင်းကန်ကြွတော့ဘုဒ္ဓကလေးတွေလမ်းဘေးမှာ
သူများအိမ်ဘေးကလမ်းဘေးကအခုခေတ်လို့တော့ platform ပေါ်မှာပေါ့နော် platform ပေါ်ကမြောင်းဘေးလေးမှာထိုင်နေကြသူများပေးလိုက်တဲ့ထမင်းညာဟင်းညာလေးတွေကိုစားနေကြမြတ်စွာဘုရားမြင်လိုက်တော့သူတို့အကြောင်းကိုဒီပြင်ပုဂ္ဂိုလ်တွေကမသိကြအောင်သိတဲ့ပုဂ္ဂိုလ်မှသိမှာပေါ့ဒီချိန်တုန်းကတထေးကြီးတွေသူတို့မြတ်စွာဘုရားကသူတို့မြင်လိုက်တဲ့အခါမှာတနာပြီးတော့ချိလိုက်တော့သူတို့နှစ်ယောက်ကတကယ်တထေးတွေပဲငါကတော့ခုတထေးဘွားကနေရှော့ကြပြီးတော့တရောင်းစားဘွားရောက်သွားပြီဆိုတာမြင်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားကသူတို့ကိုတနာတယ်သို့တော်လည်းပဲဘဝရဲ့အကြီးစဲမှုသူတို့ဟာအချိန်ကိုဖြုံးလာတဲ့ပုံကိုယ်တွေဖြစ်သည့်အတွက်ကြောင့်အချိန်ကိုသုံးမချခဲ့ရင်ဒီလိုဒုက္ခမျိုးကြုံရတယ်လောကသဘာဝဟာဒီတိုင်းပဲဆိုတာကိုမြတ်စွာဘုရားကသိတော်မူတဲ့အခါသူ့စိတ်ထဲမှာမျက်နှာပြုံးအောင်တန်းလိုက်တယ်ပေါ့မဲပြုံးတဲ့သဘောမျိုးမြတ်စွာဘုရားကပြုံးလိုက်တယ်ထူးထူးဆန်းဆန်းများပြုံးမှလိမ့်မလဲတဲ့ဆိုဘယ်ဟိုမှာလမ်းမေးမှာထိုင်နေတဲ့အဖိုးကြီးနဲ့အဖွားကြီးတွေ့တယ်မို့လားမှန်တွေ့ပါလေသူတို့ဟာတစ်ချိန်တုန်းကဒီဗာရဏသီကတတိအဆန်ချမ်းသာတဲ့လူတွေတဲ့။အဲအောင်စလုံးဟာဂရေ80ကျွယ်ဝတဲ့တတိသားနဲ့တတိသမီးဖြစ်တယ်တဲ့။အဲဒီငွေကြေးတနာတွေအချိန်ကိုသူတို့စနစ်တကျမသုံးခဲ့ဘူး။ငွေကိုလည်းဖြုံးအချိန်ကိုလည်းဖြုံးပညာလုံးလုံးမရှိတဲ့အနေအထားကြောင့်မလို့ဒီပစ္စည်းဥစ္စာတွေကလုံးဝသူတို့ဆုံးရှုံးသွားပြီ။အခုဒီအချိန်လေးရောက်သွားတာ။သူတို့ဘဝကိုကြည့်ပြီးတော့မြတ်စွာဘုရားရှင်အနန္ဒာကိုရှင်းပြတယ်အကယ်၍တဲ့သူတို့ပထမအရွယ်လို့ဆိုတာ95နှစ်နဲ့ပြောမယ်ဆိုလို့ရှိရင်ပထမအရွယ်ဆိုတာအသက်စိတ်ထိဒုတိယအရွယ်ကအသက်50ထိတတိယအရွယ်က85ထိပေါ့နော်အဲ့လိုအရွယ်3မျိုးလူဘဝမှာပထမအရွယ်မှာကြိုးစားပြီးစီးပွားရှာလိုက်မယ်ဆိုရင်သူဟာဗာရဏသီမှာပထမတန်းတထေးဖြစ်တယ်တဲ့အဲ့လိုမဟုတ်ပဲနဲ့ငါဟောထားတဲ့တရားဓမ္မတွေကိုနာယူမှတ်သားပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ကမ္မထာအထုတ်လိုက်မယ်ဆိုရင်သူဟာယဟန္တာဖြစ်နိုင်တယ်သူရဲ့အမျိုးသမီးတထေးသမီးကတော့အနာဂတ်လောက်တော့ဖြစ်မယ်ပထမအရွယ်လဲဒီလိုအခွင့်အရေးတွေဆုံးရှုံးသွားပြီစီးပွားဥစ္စာလည်းမရလိုက်ဘူးတရားလည်းမကျင့်လိုက်ဘူးမကျင့်လိုက်ပဲနဲ့ဖြစ်မယ်ဘာလို့ဆိုလူဘဝဆိုတာလူဆိုတာချောချသွားတယ်လေအချိန်ဆိုတာလူရဲ့ခန္ဓာကိုယ်ကလည်းပဲကြီးလာတာတိုးတက်တာမှမဟုတ်တာရောကြလာတာလုံနိုင်စွာနေလဲရောကြလာအဲ့ဒီရောကြမှလုံးလို့ရှိရင်ဒုတိယတန်းတစ်ထေလောက်ပဲဖြစ်မယ်တဲ့တရားထုတ်မယ်ဆိုရင်တော့အနာဂံအဆင့်လောက်ရောက်နိုင်တယ်ပေါ့တတိယတော်ကြီးကတော့အဂရဂံလောက်ဖြစ်နိုင်သေးတယ်အဲ့ဒါလည်းပဲသူတို့ဒီအချိန်လေးဟာဖြုံးလိုက်လို့ကုံဆုံးသွားခဲ့ပြီဘာမှမရလိုက်ဘူးတတိယအရွယ်ဖြစ်တဲ့85နှစ်အထိတတိယအရွယ်မှာ50ကနေ85အထိဒီအရွယ်လေးမှာပစ္စည်းဥစ္စာစွစုစည်းစည်းနဲ့အခြေခံလေးကောင်းလို့ဒါလေးကိုအယောင်းဝယ်လေးလုပ်ပြီးတော့ရှာတော့မယ်ဆိုရင်တတိယတန်းတစ်ထေးလောက်တော့သူဖြစ်နိုင်သေးတယ်တဲ့။ဘာလို့တော့ဆိုရင် investment ကကောင်းတယ်ကိုငွေကြေးရှိတယ်အခြေခံကောင်းတယ်ပေါ့။ဒါတွေကိုယင်းနှိမ့်မြုံနှံထားလိုက်မယ်ဆိုရင်အဲ့လောက်တော့ဖြစ်လာ။သို့တော့အဲ့ဒီတစ်ထေးတတိယတန်းတစ်ထေးဖြစ်နိုင်တဲ့အခြေအနေကလည်းကုံဆုံးသွားပြီ။တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုက်မယ်ဆိုလို့ရှိရင်အနာဂတ်လောက်ဖြစ်နိုင်တဲ့အနေအထားရှိတယ်။တစ်ထေးကတော့သောတာပန်လောက်ဖြစ်မယ်။ဒီအခြေအနေနှစ်ခုကလည်းပျက်စီးသွားပြီသူတို့မဖြစ်နိုင်85နှစ်ဒီဘက်ရောက်ပြီဆိုရင်ဘာမှသူတို့လုပ်လို့မရတော့ဘူးတဲ့လောကီစီးပွားရှာဖို့လည်းအချိန်မရှိတော့ဘူးတရားထုတ်ဖို့လည်းအချိန်မရှိတော့ဘူးအားလုံးဟာသူတို့မှာအင်အားတွေကုန်ခန်းပြီးတော့ရှေ့ကိုတိုးတက်ကြီးပွားလန်းဟာတခုမှမရှိတော့ဘူးကောင်းမြတ်တဲ့အချိန်တွေသူတို့ဖြုံးလိုက်သည့်အတွက်ကြောင့်ဘာတစ်ခုမှမရလိုက်တော့ဘူးဆိုတဲ့အကြောင်းကိုရသော်ရအရှင်အနန္ဒာကိုရှင်းပြတယ်နော်အဲ့ဒီရှင်းပြပြီးတော့ဒီဒေသနာတော်ကိုခေါ်ကြတာဖြစ်တယ်အစရိတဝဗျမစရိယံအလတ္တယုပနိထနံခိနကွန်စာဝစာယန္တိနော်ခိနကွန်စာဝစာယန္တိခိနမစ္စေဝစေနကွန်စာဝစာယန္တိခိနမစ္စေဝပန်လလီရေခမ်းလို့ငါးကုံနေတဲ့အိုင်နှခမ်းမှာတဲ့အတောင်ကျွတ်သွားတဲ့ဂျိုးကြအိုကြီးတွေဟာနေရာတစ်ခုပြောင်းရွှေ့ပြန်တန်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့်
စားစရာလည်းမရှိတောက်စရာလည်းရေမရှိဒီနေရာလေးမှာပဲမိုင်းတွေချပြီးတော့နေရတယ်လို့အရွယ်ရှိတဲ့အချိန်လေးမှာတရားလည်းမကျင့်လိုက်စီပါဥစ္စာလည်းမရလိုက်ဆိုတဲ့အချိန်တွေကုန်လုံးလို့အချိန်ဖြုံးသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အချိန်တွေဟာဒီလိုဒုက္ခရောက်ရတယ်လို့ဆင်းရဲဒုက္ခရောက်နိုင်တယ်အစရိတောဗြဟ္မစရိယအလတ္တယုပ္ပနေတနာတင်တိစပါတိခိနာဝပုရဏာနိအနုထုနာငယ်ချင်းအင်အားရှိတဲ့အချိန်လေးမှာတရားဓမ္မလည်းမကျင့်လိုက်ဘူးပစ္စည်းဥစ္စာလည်းရအောင်မရှာလိုက်ဘူးဆိုတော့နှမျိုးလုံးလက်လွတ်ဆုံးရှုံးပြီးတော့တစ်ချိန်လုံးကကောင်းစားခဲ့တာလေးကိုညီးတွားပြောဆိုပြီးတော့မြေကြီးပေါ်စိုက်ကြသွားတဲ့မြားတန်ဟာခြားစာပဲဖြစ်ပြီးတော့ပျက်စီးဆုံးရှုံးသွားရတယ်လို့ဘဝမှာလုံးဝပျက်စီးဆုံးရှုံးသွားတဲ့အနေအထားလေးကိုရောက်သွားပြီလို့ဝမ်းနဲ့ကြည့်ကြွယ်ပွဲမြတ်စွာဘုရားကြည့်ရှုပြီးတော့ရှင်အနန္ဒာကိုရှင်းပြလိုက်တာဖြစ်တယ်တစ်ချိန်လုံးကတထေသားတစ်ချိန်လုံးကတထေသမီးမျက်နှာကြီးတွေဟာနောက်ဆုံးမှခွက်လက်တွဲစားတောင်းစားရတဲ့ဘဝမျိုးရောက်ရှိသွားတယ်ဆိုတဲ့လူဘဝရဲ့ဒီတန်မိုးမဲ့သွားပုံအချိန်ကိုဖြုံးသည့်အတွက်ကြောင့်တန်မိုးမဲ့သွားပုံအချိန်ကိုအသုံးမချနိုင်သည့်အတွက်ကြောင့်တန်မိုးမဲ့တဲ့ဘဝမျိုးကိုရောက်ရှိသွားနိုင်တယ်ဆိုတာကိုတတိပေးတဲ့အနေနဲ့ဘုရားမြတ်စွာဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အချိန်ဖြုံးခြင်းနဲ့အချိန်သုံးခြင်းနှမျိုးကိုမိမိတို့ကိုယ်တိုင်အလေးနဲ့ထားပြီးတော့တို့တွေဟာရှိတဲ့အချိန်လေးမှာလူပြိုလန်းဆန်းကျမ်းမာတန်ဆွမ်းနေတဲ့အချိန်လေးမှာတို့ဘာတွေလုပ်သင့်လဲတို့တင်လုပ်တိုက်တာတွေကိုတို့တွေလုပ်ကြအောင်မှာဖြစ်တယ်စီပါဥစ္စာတိုးတက်အောင်လည်းလုပ်ရမယ်အသိပညာတိုးတက်အောင်လည်းလုပ်ရမယ်ကိုချင်းတရားဘက်ကကောင်းမွန်ပြီးတော့အသိပညာတွေတိုးတက်လို့ကုသိုလ်တရားတွေတိုးပွားအောင်လည်းပဲလုပ်ရမှာဖြစ်တယ်လို့အဲ့ဒီလိုအမျှော်အမြင်ကြီးမားစွာဖြင့်အချိန်ကိုကြာကြာနာနာအသုံးချလို့ကိုယ့်ဘဝမှာတန်ဖိုးရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း